ရွှေတကုံဖျားပေါ်မှာချစ်ခွင့်ပန်လို့ဝေဖန်ခံနေရတဲ့တရုတ်ဆောင်ထွန်းထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဆယ်လီထော်ကီကနေပြလိုက်ကြိုဆိုလိုက်ပါတယ်မြန်မာပြည်မှာမတန်ဆွမ်းစက်ရုပ်ကိုအကောင်းဆုံးတစ်ထက်တည်းကြအောင်တရုတ်ဆောင်ပြီးတော့အကယ်ဒမီရယူနိုင်တဲ့တယောက်ထဲတော့အမှုပညာရှင်အဖြစ်လို့သိများတယ်မင်းသားထွန်းထွန်းကတော့မကြတော့တဲ့အချိန်မှာအိမ်ထောင်ပြုပြီးတော့မိသားစုဘဝလေးကိုတည်ထောင်နိုင်ဖို့ချစ်သူကောင်းမလေးကိုချစ်ခွင့်ပန်လိုက်တာဖြစ်ပါတယ်ထွန်းထွန်းကအမှုပညာလောကမှာနေလာတာလဲကြားပြီးဖြစ်တယ်လို့နှင်းစီဇက်သပင်အငိမ့်နဲ့အခြားအမှုပညာလောကရဲ့နာမည်ကြီးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူရဲ့အမှုပညာလှုပ်ရှားမှုတွေကတခြားသူတွေလိုမျိုးရှုပ်ထွေးလာတဲ့အဖြစ်တွေမရှိခဲ့ပေမဲ့လူတွေ့မြင်ဘူးကြတဲ့ပရိသတ်တွေရဲ့ပြောကြားခြင်းအရလူမှုရေးမရှိသလိုမျက်နှာကြောတင်ပြီးတော့ပရိသတ်တွေအပေါ်ဖော်ရည်မှုမရှိဘူးလို့ပြောကြတာပါ။ပရိသတ်တွေနဲ့ထိတွေ့ခွင့်မရှိပေမဲ့လည်းသူရဲ့အမှုပညာလမ်းကြောင်းဟာဖြောင်ဖြူတဲ့အတွက်အမှုပညာလောကမှာတိတ်ပြီးတော့ဝေဖန်မှုတွေမရရှိခဲ့တဲ့မင်းသားထွန်းထွန်းကအခုခါမှာတော့ဝေဖန်မှုတွေတင်းတင်းတပိုးရနေပြီဖြစ်ပါတယ်။အခြေရေးမှလည်းထိမ့်သိမ်းနိုင်ခဲ့ပြီးတော့တခြားဘဲအမျိုးသမီးအနုပညာရှင်တွေမှလူရအထက်ပိုတဲ့ရင်းနှီးမှုမပြခဲ့တဲ့ထွန်းထွန်းကအခုခါမှာတော့ဆီယံဝင်အလုံးနဲ့အတမွေးဝမ်းကြောင်းပြုနေတဲ့အမျိုးသမီးလေးကိုလက်ထပ်ခွင့်တောင်းလိုက်တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာမြန်မာပြည်ရဲ့မင်္ဂလာအခမ်းအနားတွေကအနောက်တိုင်းယဉ်ကျေးမှုတွေနဲ့အတူရှက်နွယ်လာပြီးတော့လက်ထပ်ခွင့်တောင်းတဲ့အခိုင်အတန့်တွေကိုမှတ်တမ်းတင်တဲ့အလေးအထားတွေပြုမှုလာခဲ့ကြပြီဖြစ်ပါတယ်။ဒါကအမျိုးသမီးငယ်တိုင်းရဲ့အိမ်မက်ဖြစ်တဲ့အတွက်အချစ်တွေနဲ့အသင့်တော်ဆုံးကမ်းခြေနဲ့အခြားစိန်ခံစားတောက်ဆိုင်ဟိုတယ်ကြီးတွေမှာအများဆုံးပြုလုပ်ကျင်းပပြီးတော့လက်ထပ်ခွင့်တောင်းတဲ့ပွဲတွေကိုပြုလုပ်လေးရှိကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မင်းသားထွန်းထွန်းကတော့တမှုထိုးကသူ့ရဲ့အိမ်ထောင်ဘက်ကိုဖျားရင်ပြင်ပေါ်မှာလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။မြန်မာပြည်ရဲ့အံပွဲတွေတဲကတခုဖြစ်ပြီးတော့တကယ်ပါလုံးမှာတစုပဲရှိတဲ့လေးစုတက်ဆောင်ရွှေတကုံဇီဒီတော်မြတ်ကြီးရဲ့အရေးကိုခိုးပြီးတော့သူ့ရဲ့လက်ထပ်ခွင့်ကိုတောင်းခံခဲ့တာပဲဖြစ်ပါတယ်။ဒါကပုံမှန်ကြည့်ရင်တော့ကြည်နူးစရာမြင်ကွင်းဖြစ်ပေမဲ့တစ်ဖက်ကကြည့်ရင်တော့ဖျားပေါ်မှာဒီလိုချစ်မှုရေးရာလှုံ့ဆော်ချက်တွေဟာမပြုတ်လို့တဲ့လုပ်ရက်တွေဖြစ်တယ်လို့အများပြည်သူကထောက်ပြနေကြတာပဲဖြစ်ပါတယ်။ဖျားပေါ်မှာအခုလိုမျိုးအနုပညာရှင်တယောက်အနေနဲ့လုပ်ပြတာကနောက်လူတွေလည်းလမ်းမအောင်လမ်းဖွင့်ပေးလိုက်တာဖြစ်နိုင်တဲ့အတွက်မလုံးတင်ကြောင်းပြောနေကြတာပါ။ဒါအပြင်ထွန်းထွန်းကမင်းသမီးတန်တာမိုးသိန်းနဲ့ဒါရိုက်တာရွှေမန်းတို့ရဲ့ဖြစ်ခဲ့တဲ့ကိစ္စမှာလည်းသူ့အနေနဲ့မနေတတ်မထိုင်တတ်ဝင်ပါခဲ့တဲ့အတွက်ဝေဖန်မှုတွေတတိကြီးရရှိခဲ့ပါသေးတယ်။အတိုင်းဝဲမရှိတဲ့အမျိုးသမီးငယ်တွေပေါ်မှာလေးစားမှုမရှိတဲ့သူ့ရဲ့ပုံစံနဲ့လုပ်ရက်တွေကြောင့်ပရိသတ်တွေရဲ့အပြစ်တင်မှုတွေကိုရရှိခဲ့တဲ့ထွန်းထွန်းကအခုခါမှာတော့ဆရာဝန်မလေးကိုလက်ထပ်ဖို့အတွက်စ조사နေပြီဖြစ်ပါတယ်။နိုင်ငံကျော်အနုပညာရှင်မင်းသားဖြစ်ပေမဲ့အနေထိုင်မတတ်သလိုပွဲတိုင်းမှာလည်းလူတက်ကြီးဝင်လို့တက်တဲ့ဆိုပြီးတော့လူအများကဝေဖန်ကြပါတယ်။ဒါကြောင့်လည်းလူအများရဲ့လေးစားခြင်းကိုမခံရတဲ့ထွန်းထွန်းကဖျားပေါ်မှာလည်းသူများထက်တမှုထူပြီးတော့လက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက်အားလုံးရဲ့ဝေဖန်မှုတွေကိုရရှိခဲ့တာပါ။အသားဝဲမရှိတဲ့မိန်းကလေးတွေအပေါ်မှာကြီးနိုင်ငံချင်းပြုမှုခြင်းတလို့ဖြစ်နေပြီးတော့မတမယာဆရာဝန်မလေးကိုမှန်ပြီးဖျားပေါ်မှာသူများထက်အနာတပြားတာခြင်းလို့လက်ထပ်ခွင့်တောင်းခံခဲ့တယ်လို့လည်းအားလုံးကဝေဖန်နေကြပါတယ်။ဒါကြောင့်လူအများရဲ့ဝေဖန်မှုတွေကိုရရှိနေတဲ့အသက်50နာနီးတဲ့မင်းသားတစ်လက်ဖြစ်တဲ့အကယ်ဒမီထွန်းထွန်းနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။